အခုရေဘေးအခြေအနေလေးသိကျင်လို့ပါဘယ်နေရာတွေမှာစိုးစိုးဝါးဝါဖြစ်ပါလဲရှင်ဖီစုံတို့တောင်ကြီးတို့ကျို့ကုံတို့ဝယုံကုံတို့အဲ့ဒါတွေပါခင်ကောလင်းမြို့နယ်ထဲရလားရှင်ကောလင်းမြို့နယ်ကြီးတယ်တချို့ရွာတွေမှာဂိုးတောင်တွေပါရေမြုပ်ဟုတ်ပါတယ်မြုပ်ကုန်ပြီဘယ်ရွာတွေမြုပ်လဲရှင်ဘာတို့တော့တဖန်ကုန်းတို့တောင်ကြီးတို့ဖီစုံတဲခေါကျို့ကုံဝယုံကုံဘယ်အချိန်ကနေစမနေ့7 နာရီ9 နာရီလောက်ထဲရပါဇူလိုင်လ18ရက်နေ့မနေ့ထဲကနေစပြီးတော့ဟုတ်တယ်ဟုတ်ကဲ့ဘယ်လိုစပြီးတော့ရေကြီးလာတာလဲရှင်အောက်ရေထောက်လာရတာအောက်ရေထောက်တယ်ဆိုတာဘယ်လိုမျိုးလဲရှင်ရေအထက်ကနေပြီးတော့မှအထက်ကရေချများပြီးတော့မှထောက်လာရတာတဖြည်းဖြည်းနဲ့တက်လာရတာတနေရာမှာသွားပြီးတော့ရေကဆက်ပြီးတော့မစီးနိုင်လို့ပြန်ပြီးဆန်တက်တဲ့သဘောဟုတ်တယ်ဟုတ်ကဲ့တဲ့သဘောကဘယ်နေရာမှာသွားဖြစ်တာလဲရှင်ကျွန်တော်ရှိနေဆိုရင်တော့နမိုင်လောက်ကတော့ဝေးမယ်နမိုင်3မိုင်လောက်အဲ့လောက်မှာသွားပြီးတော့မှဆိုတဲ့ရေကဒါထိုးဆင်းနေတော့ဒီကရေကပေါင်ပြီးတော့မှတက်လာရတာချောင်းကဆင်းလာမြစ်ကဆင်းလာရှင်ကျွန်တော်ရှာမြင့်မရှိဘူးချောင်းဘာချောင်းလဲရှင်အထက်ကကြလာတဲ့ခေါ်ပင်တို့ရွှေလန်တို့ပုတ်ကရှိပဲဆိုလို့ရှိရင်စင်းလင်းချောင်းတို့အဲ့လိုဒီကချောင်းရည်တွေကဆုံပြီးတော့မှကျလာရတာအောက်ကမရှိဘဲနဲ့အထက်ပဲလန်တက်လာရတော့ရွာပေါင်းဘယ်လောက်ရေသွားကြည့်လဲရှင်ခုလိုတွေ့ရမယ်ဆိုရင်ကတော့10ရွာလောက်ကတော့ရှိမှာတယ်လူကြီးရောဘယ်လောက်ရှိလူကြီးကခမပြောမလို့ဖြစ်နေတော့လေ4000လောက်ကတော့ရှိမှာကျင်းသွားတွေရောဘယ်လိုရှိလဲတော့ကြိုတင်ပြီးတော့မှဝင်ချင်းတစ်လျှောက်မြင့်တဲ့နေရာကိုပဲပို့ရတယ်အနောက်ကခမောက်တောင်တို့ဟာတို့ဆိုရင်တောင်ရိုးတွေကိုပို့ရအခုရောရေရရောနောက်ဆုံးဘယ်လောက်ထိသိရလဲရှင်နောက်ဆုံးချိန်နေရအခုကတော့တက်3ဘရေကတော့ထက်ရေကတော့နည်းနည်းရော့စားပြီးအောက်ရေကတက်ခက်တာခါတိုင်းရောအဲ့ဒါမျိုးဖြစ်တာကြုံဘူးလားရှင်ကျွန်တော်ငယ်စဉ်က33ခုနှစ်ကတခါတည်းတော့ဒါမျိုးဖြစ်ဖူးပါသေးတယ်ခင်44နှစ်လောက်ရှိသွားပြီဗမာတက်ကဒါဒုတိယအကြိမ်ရွာတွေကအခြေအနေတွေကရောဘယ်လိုတွေဖြစ်ကုန်ကြလဲစဘာကင်းရွာတွေအခြေအနေကတော့တောင်ပြီးမြောက်ပြီးပြေးကြရတာဒီပါကုန်းမြင့်ရတဲ့ဒေတာကိုရှာဖွေပြီးတော့မှဒါမျိုးကြတော့ရေဘေးကယ်ဆယ်ရေးအကူအညီတွေပါအခုကျွန်တော်ရှိမှညအချိန်ကြီးဆိုတော့ကူညီဖို့စားလဲမလွယ်ဘူးခင်ဗျာမနေ့ကတော့မြေထားနဲ့တန်ငန်းရိုးတစ်လျှောက်တော့သွားတယ်လို့ကြားတယ်ခုချိန်ဒီတက်တော့ကုန်းမြင့်ဒေတာကိုခုချိန်ထိအောင်ဆွေးရ